င်္ဂလာပါကိုကြီးကျွန်တော်ပြင်ဘူးလို့ပဲထိုင်းတကားပြောတဲ့ဆရာလားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆိုရဲချင်းနေကောင်းပါတယ်ဟိုမှာကျွန်တော်တို့အခွဲတဲ့လူတွေတော့တွေ့တယ်တွေ့တယ်ကျန်တဲ့လူလည်းကျန်တယ်အခုဒီကနေသွားစစ်တဲ့လူလည်းစစ်နေကြတယ်လက်ရှိဘယ်နေရာလောက်ရှိလဲကျန်တယ်ကျန်နေကျွန်တော်ညတော့ပြန်တွေ့တယ်ဘယ်သူကမှမသိဘူးကိုကြီးခုတော့ဆွတ်ထုတ်သွားတယ်ဒီုံတောင်းတယ်ဆွတ်ထုတ်သွားတယ်လာတော့ကုန်စီအောင်တန်းဖို့ဟုတ်ကဲ့ရှိတော့ရှိရောတယ်ရှိတယ်ရှိတယ်ဘုန်းကြီးများတယ်ဘုန်းတော်မောင်မင်းနဲ့အစီကွက်နဲ့များတယ်ဟုတ်ပါဘူးအဘယ်ထော်ဝိုင်းလဲမှာကြတော့လက်ရှိကတော့ရှောက်ဖွေးဒီလုံနေသေးပေါ့နော်ကျွန်တော်အလှည့်ကြတတုတ်ပြီးတတုတ်ပေါ့တညလုံးဒီရှောက်ဖွေးတွေတစ်ဖွဲ့ဝင်ပြီးတော့အဆမပြတ်ပေါ့နော်လာပြီးတော့ရှောက်ဖွေးလုံနေပါတယ်ဒါကတော့ဒီရှောက်ဖွေးလုံတဲ့လူတွေကိုအားလုံးကဝိုင်းပြီးတော့ဒီအစားတောက်တွေပါတယ်အကုန်လုံးအခမဲ့ပေါ့နော်အခမဲ့ကျွေးတဲ့မြင်တွေပါဒီမှာဆိုရင်အဖွဲစီပေါင်းစုံကလူတွေအကုန်တော်နီးပါးပဲလာကြတယ်ပေါ့နော်အပြင်ကဒီတင်းတောက်တွေဒီမှာဝိုင်းကူတဲ့လူတွေအားလုံးကိုဒါကကျတော့ဒီမှာဒီအစားတောက်တွေဝေတဲ့ဝေနေတာဖြစ်ပါတယ်အထဲမှာတော့လက်ရှိကကျတော့ရှောက်ဖွေးလုပ်နေတယ်ပါပြီးတော့ဒီမှာခွေးတွေနဲ့လည်းတော်တော်များအထဲမှာရှောက်ဖွေးလုပ်နေတယ်ပေါ့နော်ကျွန်တော်တစ်ချက်ဒီညာချက်ကြည့်အောင်ဟောဒါမှဒီနေ့နောက်တွေဖြစ်ပါတယ်ဒီမှာကျတော့ဒီအထက်ကကျွန်တော်တို့လူတွေထွက်လာလို့ရှိရင်တော့အနားကျထွက်လာတဲ့တွေ့လို့ရှိရင်တော့ဒီကနေပြီးတော့ပဲကျွန်တော်တို့ကားနဲ့စီးအောင်တန်းပို့ရပါတော့はい。でばら。ဒါမင်းညလည်းတော်တော်များရှာတွေ့ရလို့ပြောရပေါ့နော်မင်းညလည်းတွေ့တယ်ထပ်တွေ့တယ်ဒါပေမဲ့မနက်ကကျတော့လေးတော့မကြားသေးဘူးပေါ့နော်ကျွန်တော်ထွက်လာလို့ရှိရင်တော့ဒီမှာလူတွေ့တယ်ဆိုရင်တော့ဒီကနေပြီးတော့သူတို့ဆွဲထုတ်တာပေါ့နော်ကြည့်အောင်ကျွန်တော်လူတွေ့တယ်ထင်တယ်ခင်ဗျာအထဲမှာလူတွေ့တယ်ထင်တယ်ဒီမှာလူကြီးကနေပြီးတော့တည်င်းပြန်ကြတာဖြစ်ပါတယ်တည်င်းပြန်ကြတာကိုဒီတည်င်းတောက်တွေကနေပြီးတော့တည်င်းယူနေတာဖြစ်ပါတယ်အထက်မှာဘယ်နှစ်ယောက်ရှာတွေ့လဲဘယ်နှစ်ယောက်ထပ်ပြီးတော့တွေ့ရဲဆိုတော့ဒီထိုင်းအာဏာပိုင်လူကြီးကနေပြီးတော့တည်င်းမီဒီယာတွေကိုပြောကြားနေတာဖြစ်ပါတယ်ဒါပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာအထက်မှာပိတ်မိနေတဲ့ဒီအမျိုးတွေနဲ့သွားပြီးတော့နည်းနည်းမင်းကုန်းလေးတွေသွားပြီးတော့မြင်ရဖြစ်ပါတယ်လက်ရှိသူတို့လက်ရှိစောင့်နေသေးပေါ့နော်ထဲပါပါက
โอเค ครับ601เนี่ยขออนุญาตหยุดไว้ก่อนจดแล้วเดี๋ยวได้หยุดก่อนแล้วเดี๋ยวภาพเราจะเพย์ให้ใหม่ตอนนี้วุ่นวายแต่จะรอพวกหนูตอนนี้มันถึงไหนแล้วภาพของพี่สุดท้ายอ่ะหน้าประตูที่เกิดเหตุใช่ไหมโอเคจบแล้วเดี๋ยวหลังจากนี้ใช่มันผลเอกสารไม่มีโอเคถูกต้องเดี๋ยวหลังจากนี้จะขอบพระคุณนะได้ยินครับขอบพระคุณนะครับจ้าครับ ကားကြီးတွေဝင်တာဖြစ်ပါတယ်ဒီကသူတို့အဆိုင်ခဲတွေကိုဒီကားနဲ့ဆွဲထုတ်တာဖြစ်ပါတယ်တတ်နိုင်လို့ เขาลงมาพอดีแต่ไม่พูดอะไรเลยแต่ถือกล่องแฟ้มมาเนี่ย ใช่เหมือนจะเป็นแฟ้มเอกสารบริษัทเลยโอเคโอเคအဲ့ဆိုရင်ကျွန်တော်တို့တခြားနေရာတွားပြီးတော့ကြည့်အောင်โอเคဒါကြတော့ကျွန်တော်တို့ဒီလက်ရှိဒီမှာဒီနိုင်ငံကတည်င်းဌာနကနေပြီးတော့လက်ရှိအလုပ်လုပ်နေတဲ့မြို့မျိုးမှာကျွန်တော်တို့တည်င်းဒီနေ့နားတော်များဒီမှာရှိရပေါ့နော်လက်ရှိโอเคဒါကျွန်တော်ဒီဘက်ခြမ်းချက်တက်ကြည့်အောင်လာပါခင်ဗျာဟုတ်ကျွန်တော်ဒီထဲမှာပေါ့နော်နည်းနည်းဒီပိတ်မိတဲ့သူတွေနဲ့သက်ဆိုင်တဲ့သူတွေကိုကျွန်တော်နည်းနည်းတွားပြီးတော့အင်တာဗျူးမှာဖြစ်ပါတယ်ဒါကျွန်တော်ဒီလက်ရှိတိုက်နေရာမှာရှိနေတဲ့လက်ရှိအခြေအနေပေါ့နော်လက်ရှိအခြေအနေဖြစ်ပါတယ်ဒါကြတော့ကျွန်တော်ဒီလက်ရှိကျွန်တော်တို့ဒီပေါ့နော်ဒီအထဲမှာပိတ်မိနေတဲ့သူတွေနဲ့ဟိုအမျိုးတွေပေါ့နော်ကျွန်တော်တို့သူရဲ့မိသားစုဝင်ဖြစ်ပါတယ်ဓမ္မကျသူရဲ့နားနေဆောင်ပေါ့နော်ဒီလူနာတွေနဲ့သက်ဆိုင်တဲ့မိသားစုဝင်တွေရဲ့နားနေဆောင်ဖြစ်ပါတယ်တိုက်ရဲ့ဘေးနားမှာပဲထားရပါတယ်အမဟွာလေးကျွန်တော်နည်းနည်းမေးလို့ရလားမသိဘူးလက်ရှိပေါ့ဒီမှာပါသွားတဲ့သူကျွန်တော်လိုက်နေတင်ထားလို့ခင်ဗျဟုတ်ကဲ့ခင်ဗျဟုတ်ဟိုလက်ရှိဒီထဲမှာစောင့်နေတာသူအမလည်းပါတော့မသိဘူးအော်နမအကိုတယောက်ရေကိုလေးတယောက်ကိုတယောက်ရှိတယ်ပုံရှိလားမသိဘူးပုံရှိတယ်သင်အားတော့ကျွန်တော်ပြည့်သက်ဆိုင်ရာဟိုပေါ့ဒီအလုံးလုံးကန်ခွင့်ရဘာတွေပြောရတာရှိတယ်ခင်ဗျဘာမှမဆက်သွယ်လာဘူးเนาะဘာချပြီးတော့ဟုတ်ဒါကိုလေးဖြစ်တာကိုလေးဟုတ်အကူဟောလက်ရှိမှာ2ယောက်တော့ဖိနေတယ်ခင်ဗျပါလက်ရှိဒီ3ယောက်သူတို့အခွဲက6ယောက်6ယောက်ဟောမနေ့နီးလိုက်ဟောမနေ့ညရောထပ်တွေ့ရလို့ရှိလားမနေ့ကထပ်တွေ့တယ်ရှိတယ်ဒါပေမဲ့ကိုလိုမဟုတ်ဟောတော့တစ်ထက်တည်းလုံးလုံးလေး
ချက်တယ်တော့ကြရတော့သူတို့ကအသေးတန်ရှာနေကြတာပဲဒီမှာတော့တော်တော်တော့ တွေ့ပါ သူတို့ကတောင်းပြရအောင် တက်ရှိနေတယ်လည်းရှိတယ်လို့ ဟုတ်တယ်ဟုတ်ဒီမှာနေရတာဘာလိုရတာရှိလဲ ကြားရတော့ရတော့သက်သက်မရှိဘူးရှိတယ်။ဒါပေမဲ့အဲ့လိုကျမ်းမာရေးပိုင်းရတော့အချို့နေရတော့အားနေတာပေါ့အဲ့ဒီလိုတော့မရှိဘူး ဟောတကယ်လို့နောက်ဆက်တွဲပေါ့နော်လိုအပ်တဲ့ကူညီရေးရှိတယ်ဆိုလည်းဆက်တွဲလို့ရတယ်ကျွန်တော်တို့တက်နိုင်တဲ့ကူညီပေါ့နော်ဒါကြတော့ဒီအနောက်မှာပေါ့နော်အနောက်မှာဒီဟောပေါ့ဒီအထဲမှာရှိတဲ့လူတွေရဲ့ဟောပေါ့သက်ဆိုင်မိသားစုဝင်တွေပေါ့နော်အများစုဒီမှာလာပြီးတော့တင်ကြရပေါ့နော်ဒါကျွန်တော်တို့ကဒီစကားပြန်အဖွဲ့ကနေပြီးတော့ဒီနေ့စကားပြန်လိုအပ်ချက်ရပေါ့နော်ကျွန်တော်နေပြီးတော့ဟိုတောင်းဆိုတဲ့ပြောကျွန်တော်နေအဖွဲ့ကနေပြီးတော့လာပြီးတော့ဒီမှာတောင်းလဲယူတော့ပေါ့နော်စကားပြန်နဲ့ပတ်သက်ပြီးတော့โอเคအဲ့ဆိုကျွန်တော်တို့လူကြီးတွေလည်းတော်တော်များလာကြပါတယ်ဒီမှာမနာတော့သူတို့ဒီတက်ဆိုင်တဲ့မိသားစုဝင်တွေတော့ဒီနားမှာပဲရှိသေးတယ်ပေါ့နော်ဒီနားမှာသူတို့အခုသွားရှာစားပြီးတော့ဒီမှာပဲစောင့်နေကြရောအများစုကတော့အထက်ကလူထွက်လာမှာပဲကျွန်တော်ကဘယ်သူထွက်လာလဲဆိုတော့ထွက်လာမှာပဲသူတို့ကလာပြီးတော့ဒီမှာအကြောင်းကြားကြရပေါ့နော်ဟောဒီမှာကျွန်တော်တို့ကျမကြီးဌာနကိုလည်းကျွန်တော်တို့စကားပြန်ကျွန်တော်လုပ်အပ်ပြီးဝိုင်းပြီးတော့ကူပေးပါတယ်ဒါကျမကြီးဌာနပါကျွန်တော်အဖွဲ့အစည်းတွေလိုက်ပြမယ်เนาะကျွန်တော်ဒီမှာအဖွဲ့အစည်းကောင်းဆောင်ကနေပြီးတော့ဒီမှာဟိုလာပြီးတော့ဒီမှာကူညီဖို့စောင့်ဆိုင်နေတယ်ပေါ့နော်နောက်ဒီမှာဒီနေ့ဒီမှာလူနာကျမကြီးဌာနပါဆိုဒီဘက်ချမ်းဒီမှာတော့ဘေးနားမှာတော့ဒီမိသားစုဝင်တွေတော့အများစုလာပြီးစောင့်နေကြတာပေါ့နော်ကျွန်တော်ဟိုဘက်ချမ်းတစ်ဆက်သွားကြည့်မယ်ခင်ဗျဒီတိုင်းရပေါ်ကြည့်这马路基 OK ဒီမှာတောင်ရှိသူလူကြီးကနေပြီးတော့တည်င်းဒါကြတော့ဟောပေါ့ဒီဝန်ကြီးချုပ်ပါဝန်ကြီးချုပ်လာပြီးတော့လာတာဖြစ်ပါတယ်ဝန်ကြီးချုပ်ခင်ဗျာခင်ဗျာမတော့ဝန်ကြီးချုပ်ဖြစ်ပါတယ်ဝန်ကြီးချုပ်ကိုလည်းလာပါဝန်ကြီးချုပ်နောက်ခဏလိုက်ပါဦးမယ်ခင်ဗျာ
ကျွန်တော်ဝင်ကြီးချုပ်ကနေပြီးတော့ကျွန်တော်တို့ဒီမှာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လာပြီးတော့ကိုယ်တိုင်ကွင်းဆင်းပြီးတော့လာကြည့်တာဖြစ်ပါတယ်ကျွန်တော်လက်ရှိကတော့ဒီဝင်ကြီးချုပ်အနောက်မှာဖြစ်ပါတယ်Mày đangนั่งลงวะยืนพูดก็ได้นั่งลงขอขยับออกเลยครับขอขยับออกเลยออกด้านนอกเลยนะคะขอบคุณออกด้านนอกเลยนะคะนี่ออกนอกก่อนรอน้องนู่นน่ะဟုတ်ဆိုရင်တော့ဝင်ကြီးကျောင်းကနေပြီးတော့အထဲဝင်သွားပါပြီเนาะအထဲမှာခင်ဗျဝင်ကြီးကျောင်းထဲဝင်သွားပြီပေါ့เนาะတော့ဝင်ကြီးကျောင်းကနေပြီးတော့အထဲမှာရှင်နေကိုယ်လာကြည့်တာဖြစ်ပါတယ်ค่อนข้างที่จะมีความเคลื่อนไหวอยู่เยอะพอสมควรค่ะท่านนายกรัฐมนตรีท่านแพทองทานชินวัตรเนี่ยก็เดินทางมาถึงแล้วก็ก่อนที่จะเข้าไปด้านในแล้วผู้ชมค่ะก็มีน่าจะเป็นเราจะวันที่เจ้าเทมาရှိနေပေါ့เนาะဒီမှာခဏဆောက်ပြီးတော့ပါကျွန်တော်တို့ဝင်ကြီးထွက်လာတာကိုဒီမှာဖြစ်ပါတယ်ခဏကြတော့ဒီမထင်မှတ်ပဲနဲ့ဝင်ကြီးချုပ်နဲ့တိုက်ရိုက်တွေ့တော့ဗောနော်တိုက်ရိုက်တွေ့ပြီးတော့မှဝင်ကြီးချုပ်နောက်နဲ့လိုက်လာပြီးတော့ဒီအထဲဝင်သွားတာကိုကျွန်တော်စောင့်နေတာဖြစ်ပါတယ်ခဏကြာရင်ဝင်ကြီးချုပ်ပြန်ပြီးတော့ထွက်လာမှာဗောနော်ထွက်လာလို့ရှိရင်တော့ကျွန်တော်ထပ်ပြီးတော့ဒီကနေစောင့်ကြည့်ပြီးတော့တင်ပြပြီးတော့ဖြစ်ပါတယ်ထိုင်ရနာပိုင်လေးဖြစ်ပါတယ်ထွက်လာဒီပါဦးตูเปิดไมค์ไว้ป่ะตูน่ะตูลองเปิดไมค์ไว้ก่อนดิที่เราเทสตรงนี้ก่อนแต่จะได้ไม่ต้องจับตูดไมค์อยู่ตรงนี้ก่อนကားထွက်ပါတော့မယ်ကားထွက်ပါတော့မယ်
ครับผม เอาไม้ที่ถูกอยู่ไหนครับ ขวาครับเลี้ยวขวาขอทางด้วยนะครับหลบในแนวกั้นเลยนะครับผู้สื่อมวลชนครับ ได้ค่ะน่าจะเป็นเช้าโทรมาก็อาจจะมันจะเวิร์กกว่าได้ค่ะလောလောဆယ်ကတော့ဒီဝင်ကြီးချုပ်ထွက်လာတော့ခဏစောင့်ကြည့်ရဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တခြားနေရာပြပြမှာဖြစ်ပါတယ်လောလောဆယ်တော့ဝင်ကြီးချုပ်ရှိတဲ့နေရာမှာပဲကျွန်တော်လက်ရှိစောင့်နေတာဖြစ်ပါတယ်เห็นไหมคุณต่อได้ยินไหมฮัลโหล1 2 3 4 5 6 1 2 3 4 5 6 7เขาพูดเบาอยู่แล้วแหละพอได้ยินไหมพอพี่เปิดไปแล้วอ่ะ1 2 3 4 5 6 7 8 9ไม่ได้ยินနောက်ထပ်ထုတ်ဝင်ပါပြီเนาะပြည်စည်းဝင်နောက်ထပ်ထုတ်ဝင်ပါပြီ1 2 3 4 5ไมค์เปิดแล้วนะไมค์พี่เปิดแล้วลองเช็คไมค์ไหมลองเช็คไมค์ไหมลองจูนแบบ1 2 3 4 5 1 2 3 4 5ครับได้1 2 3 4 5โอเคป่ะโอเคလက်ရှိကကြတော့ကျွန်တော်ဒီဝင်ကြီးချုပ်အထဲမှာလာပြီးတော့ကွင်းစင်းပြီးတော့ဖြစ်ပါတယ်ရေရနေပြီးတော့တင်းတော်တွေနေရာရွှေ့ခိုင်းနေပါတယ်လောဆယ်တော့ဟုတ်တယ်โอเคพี่ป้าจะแก้ข่าวนายกได้เดี๋ยวจะไปแล้วအခုဆိုတော့တရင်တောက်တွေကိုအထဲဝင်ခိုင်းလို့ပြောနေပါတယ်ไฟเปิดไมค์เลยတရင်တောက်တွေကတရားမှတော့မဟုတ်သေးပါဘူးဒီမှာကြည့်ပါတင်းတောက်တွေကိုไฟปิดเรคคอร์ดหน่อยปิดเรคคอร์ดโอเคมาแล้วไม่เวอร์ชันไทยหรอแบกโปรโมทแต่เช้านะครับทานแล้วมันไม่ทันในนายกขอเสื้อคลุมเอาตามสภาพไปก่อนไม่ก่อนไม่ก็ได้ไม่ดูเขาก่อนเก็บไว้อยู่มันจะดูน่าเกลียดไปไหมยศอ่ะต้องเจတင်းတောက်တွေကိုနေရာရွှေ့ခိုင်းတာဖြစ်ပါတယ်အထဲရွှေ့ခိုင်းတာဖြစ်ပါတယ်အထဲကောင်းတယ်โอ้เมื่อคืนดิเจ๊ใช้ต้องใช่ไหมโอเคถ้าเผื่อพี่เข้าสดอยู่อ่ะพี่อาจจะรบกวนเก็บเสียงนายกแต่ถ้าเกิดว่าพี่เข้าสดอยู่แล้วจังหวะตรงนั้นที่จะเอาไปน้ำจิ้มนะคะเทลร้อยร้อยที่เห็นมันอยู่แถวนี้นะแถวหน้าคนที่เข้าให้หน่อยนะไปอยู่กรุงเทพได้ไงวะเนี่ยကားတော့ထွက်လာပါပြီကားတော့มาอยู่ตรงกลางครับพี่หลง
မေရိကန်စစ်သားတွေဝင်သွားပြပါတယ်ครับทุกคนก็ตอนนี้รอท่านนายกรัฐมนตรีออกมานะครับจากบริเวณสายအခုဆိုရင်တော့เพื่อเช็คดูค่าราคาของชมรมใหม่นะครับအခုဆိုရင်တော့ဒီနေရုပ်ဝန်ကြီးချုပ်ထွက်လာတော့စောင့်နေဖြစ်ပါတယ်အဲဒါကြာရင်ဝန်ကြီးချုပ်ကနေပြီးတော့ထွက်လာပြီးတော့ဒီမီဒီယာရင်းစကားပြောဖြစ်ပါတယ်အဲ့ဒါအားလုံးကမီဒီယာတွေကစောင့်ဆိုင်နေတာဖြစ်ပါတယ်ဝန်ကြီးချုပ်ကနေပြီးတော့ဒီဆောက်လုပ်ရေးလုပ်ငန်းပြိုကျတဲ့နေရာထဲဝင်သွားတာဖြစ်ပါတယ်အခုဆိုရင်တော့စစ်သားရဲရဝန်ကြီးချုပ်ထွက်လာမှာကိုကြိုပြီးတော့ကာရဖြစ်ပါတယ်เขาโทรมาแล้วถึงบอกนะอาจจะยืนตรงที่เจ้าหน้าที่อยู่เยอะๆตรงนี้แล้วค่อยแทนไปที่ประตูคนอื่นพูดว่า你的麦克风要换电池。你可以帮我把两个电池拿出来。反过来，对，可以这样吗？拿得了吗？要不然我先装。จะมีอุปกรณ์ใหญ่มาအခုဆိုရင်တော့ဝန်ကြီးချုပ်ထွက်လာမှာဖြစ်တဲ့အတွက်ကြောင့်ဒီဘေးကတောင်ရှိကြကြိုပြီးတော့တင်ပြထားဖြစ်ပါတယ်ဘေးမှာလည်းကားတွေလာစောင့်နေပါတယ်ได้เวลาโอเคน่าจะกลับแล้วมั้งได้ใช่ไหมได้แล้วก็กลับที่ศาลต้องกลับไปกินยาไปนั่นแหละครับคุณผู้ชมตอนนี้เรารอท่านนายกรัฐมนตรีออกมานะครับเดี๋ยวน่าจะได้มีการแถลงแล้วก็พูดคุยถึงความคืบหน้าในการกู้สร้างอาคารถล่มนะครับแล้วก็น่าจะได้มีรายงานยอดจำนวนผู้เสียหายเพิ่มเติมรวมถึงยอดผู้บาดเจ็บเดี๋ยวน่าจะได้ฟังรายละเอียดชัดจากท่านนายกนะครับเดี๋ยวรอสักครู่นะครับคุณผู้ชมအခုဆိုရင်တော့လက်ရှိဒီအထဲမှာအကြံနေတဲ့သူကကြတော့တော်တော်များနေတယ်ပေါ့နော်ဒီဘေးကမိသားစုဝင်တွေကလည်းဘေးနားမှာလာပြီးတော့စောင့်နေကြပါတယ်ဒီလောဆရာရောစားဖို့တောက်ဖို့ကတော့အကုန်လုံးစီစဉ်ပေးတယ်ဒီမှာဆိုရင်အကုန်လုံးခါမယ်ပေါ့အခါမဲ့ဒီဝင်တင်းလောက်တွေရောဒီဝင်ပြီးတော့ကူညီပေးတဲ့သူအားလုံးတော့ပေါ့နော်အစားတောက်တွေကဆိုအကုန်ခါမယ်ပါနေမှုထိုင်ဖို့လည်းပေးထားပါတယ်လောဆရာအထက်အလူတွေကိုကျွန်တော်တစ်ဖွဲ့ပေါ့နော်ကျွန်တော်24နာရီပေါ့နော်အဖွဲ့လိုက်ကိုစက်တိုက်ကိုတော်ရှာဖွေနေတာဖြစ်ပါတယ်ပြီးတော့ဒီဘေးနာပေါင်းမိသားစုဝင်တွေကိုဒီစိတ်ကြမ်းမရေးဆရာဝန်တွေပေါ့နော်လာပြီးတော့ဖြည့်ထားတယ်တွေ့ရပါတယ်พี่นโมดูแบบนี้เอาหาดมาใช่ไหมโอเคခဏနေထွက်လာတော့မယ်နော်ဦးကျော်ခိုင်ထွက်လာတော့မယ်ခင်ဗျအများဆုံးနေတော့နိုင်ခွက်ပေါ့ဒီမှာตอนนี้ยังไม่แน่ใจนะครับคุณผู้ชมว่าท่านนายกมีการ
ကားပြီးတော့ဝင်သွားပါပြီရုရှားတော့အထက်မှာဘယ်နှစ်ယောက်ထိတက်တိုးလာတယ်တွေးရှိတယ်လို့ဘယ်နှစ်ယောက်ထပ်တိုးလာတယ်ဆိုတော့ဒီကပြောရပြန်ဖြစ်ပါတယ် อากาศตอนนี้ก็ถือว่าร้อนและอุ่นเลยนะครับคนเริ่มไม่แน่ใจแล้วว่ามีเลขขึ้นมาฝนตกแต่แค่အခုကျတော့ဒီမိုးကတော့နည်းနည်းတော့အုပ်ချင်လို့ဖြစ်တယ်ပေါ့နော်ဒါမိုးရွာလာမလားတော့ပြောလို့မရဘူးခင်ဗျမိုးရွာဒီဆိုတော့အားလုံးကတော့နေရတွေတော့ပြန်ပြီးတော့ဒီကနေပြီးတော့ထွက်ရမှာဖြစ်ပါတယ်ဟိုကားနောက်ထပ်တစ်စီးထောက်ဝင်လာပါတယ်အခုဆိုရင်တော့ကားနှစ်စီးပေါ့နော်အထက်ကဒီအပိုင်းစားတွေကိုဆွဲထုတ်အောင်ဖို့တော့ကိုကားတွေနဲ့လာပြီးတော့လာတင်တာဖြစ်ပါတယ်ပြီးတော့ရှိရင်လက်ရှိချုပ်ဝင်ကြီးချုပ်ကလည်းလော်ကြအထင်းမှာပဲရှိနေပါသေးတယ်ခဏနေကြလို့ရှိရင်တော့ဝင်ကြီးချုပ်ထွက်လာမှာဖြစ်ပါတယ်ထွက်လာပြီးရှိရင်တော့သူဘာပြောမလဲဆိုတော့ကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ်အဲ့ဝင်ကြီးချုပ်ဒီထက်ပေါ့နော်ဘာတွေဆက်လုပ်သွားမယ်ဆိုတာကိုသူကြီးအသေးစိတ်ပေါ့ကျွန်တော်တို့ဓာတ်ရိုက်ကျွန်တော်တို့ပြသသွားဖြစ်ပါတယ်พี่น้ำโมเรื่องของก่อนของที่อยากบอกงานเรื่องของก่อนอะไรนะว่าไงนะแบงค์เรื่องของLa sacada. Perché sta nell'applicazione. Perché lì è per portare. Quiยังไงตอนนี้เนี่ย31 นาทีแล้วชมเลยจะมีแว่วๆมาว่าท่านนายกจะไม่ให้สัมภาษณ์นะครับหน้าไม้หน่อยตีสอนอะไรกันขึ้นรถเลยนะครับခဏကြာတော့ဒီဝင်ကျော်ကနေပြီးတော့ဒီမင်းမြန်းတာပေါ့နော်မမင်းမြန်းမဲနဲ့အဖြစ်တည်ကြတာတော့မင်းမြန်းတာကိုမဖြေဘူးလို့ကြားရပေါ့နော်အဲ့ဒါတော့ခဏစောင့်ကြည့်မှသိမယ်ခင်ဗျနေရတော့တော်ပူတယ်နေပူတယ်မိုးလဲအုပ်တယ်နေလဲပူတယ်ပေါ့နော်တော့ကြာซึ่งอย่างที่บอกคุณผู้ชมไปแล้วนะครับว่าคือบรรยากาศตอนนี้แบบร้อนมากจริงๆนะคุณผู้ชมใครที่อยากจะมาดูการทำงานของเจ้าหน้าที่เนี่ยแนะนำว่าไม่ต้องมานะครับให้อยู่บ้านนะครับแล้วเปิดไลฟ์สดหรือดูผ่านไทยรัฐสดจากหรือทุกช่องของทางไทยรัฐนะครับผู้ชมในการดูนะครับอย่าเดินทางมาดูด้วยตัวเองนะครับอากาศร้อนมากจริงๆแล้วก็ถ้าเดินทางมาหรอครับจะได้ไม่ต้องเพิ่มงานให้กับทางเจ้าหน้าที่นะครับในการดูแลพวกเราด้วยนะฮะเดี๋ยวเป็นหน้าที่ของผู้สื่อข่าวแล้วก็ทีมข่าวในการรายงานข่าวให้ผู้ชมได้รับรู้รับทราบนะครับชิมดีใต้ไต้หวันก็จะดีนอกที่บอกเลย2นะครับหรือว่าเปิดออนไลน์ได้ไทยรัฐนิวส์โชว์ไทยรัฐทีวีไทยรัฐออนไลน์ดูได้หมดทุกช่องนะครับခဏဝင်ကြီးချုပ်ထွက်လာပြီခဏနေဝင်ကြီးချုပ်တော့မဟုတ်ပါဘူးထွက်လာတော့မှာပါ
ဝင်ကြီးထွက်လာပြီဝင်ကြီးထွက်လာပါပြီကိုစိန်ဝင်ကြီးထွက်လာပါပြီဝင်ကြီးထွက်လာပါပြီဝင်ကြီးထွက်လာပါပြီข้างหน้าก้มเลยဝင်ကြီးထွက်လာပါပြီဝင်ကြီးထွက်လာပါပြီนั่งเลยครับข้างหน้านั่งเลยครับนั่งครับလက်ရှိဘုဇေတော့တောင်ရှုရနေပြီးတော့ဘယ်လိုဖြေမယ်လဲဆိုတော့ကျွန်တော်ကြည့်လိုက်အောင်ဘုဇေဝင်ကြီးရောတော့ဒီမင်းမြန်းတော်တင်းတော်မင်းမြန်းတော်မဖြေဘူးပေါ့နော်သွားလိုက်ပါပြီအရှိမှာပါဒီကျော်ကတော့ဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့ဒီခြားနေရာကိုကျွန်တော်သွားပြီးကြည့်လိုက်အောင်ဟာကဲတင်းတောက်တွေကတော့အများကြီးပါပဲအလောကျဘိုက်စာလာပါဘိုက်စာလာပြီးတခုသွားပြီးတော့သွားဆောင်ဖြစ်ပါတယ်ဟုတ်ကြဆောက်ခွေးတော့ဟုတ်ကြကြဟာဒီကြကြတူနေဟုတ်ဆိုတော့ကိုကြက်ဆောင်ဖြစ်ပါတယ်ไม่รู้เลยเดี๋ยวต้องหาคนไปเอาก่อนนะဟုတ်ဆိုတော့ဒီမှာကိုကြက်ก๋วยเตี๋ยวပါก๋วยเตี๋ยวဆောင်ဖြစ်ပါတယ်ต้องขอเจ้าที่ก่อนเจ้าที่ขอคนทำงานก่อนอะไรนะครับขอให้คนทำงานกินไม่เอาพี่นี่เองขอคนทำงานก่อนนะลุงเดี๋ยวเขาลุงเขากินนะครับขอคนทำงานก่อนครับครับဒါကြတော့ဒီအေးလေးဖွဲ့စီဖြစ်ပါတယ်ยัดตอนแถวเลยครับခဏဝင်ကြည့်လာတာကျတော့ဝင်ကြည့်တော့ဘာမှမပြောပါဘူးเนาะဒီတိုင်းကြည့်ပြီးတော့ဒါသွားဖြစ်ပါတယ်ဟိုကျွန်တော်တို့ဒါပြီးလို့ရှိရင်တော့ကျွန်တော်ဒီမိသားစုဝင်နဲ့သွားပြီးတော့ဆက်ပြီးတော့မြင်မြန်တော့ဖြစ်ပါတယ်လက်ရှိဘတူတွေကြံနေလဲဒီလက်ရှိအတွေ့အကြုံလေးတွေပေါ့เนาะကျွန်တော်ဆက်ပြီးတော့မြင်မြန်တော့ဖြစ်ပါတယ်โอ้เนี่ยคือจับ
ประชาชนทีหลังก่อนนะหนูขอพนักงานทำงานก่อนนะคะ น้ำมันก็มาโอเคလောဆယ်တော့ကျွန်တော်ဒီစားကြရလာပါတယ်အဲဆိုကျွန်တော်ဒီမိသားစုဝင်တွေပေါ့နော်ကျွန်တော်စောင့်နေတဲ့မိသားစုဝင်တွေတွားပြီးတော့ဆက်ပြောမြင်တော့ဖြစ်ပါတယ်လောဆယ်တော့ဘိုက်ဖြည့်လိုက်အောင်ခင်ဗျလက်ရှိနေရာမှာဖြစ်ပါတယ်โอเคအဲ့ဆိုတော့ကျွန်တော်တို့နည်းနည်းဒီမိသားစုဝင်ရှိတဲ့နေရာပေါ့နော်ကျွန်တော်ချက်ကြည့်ပြီးတော့ကျွန်တော်နည်းဘိုက်ဖြည့်လိုက်ပါအောင်မယ်ยังไม่รู้ตัวไปด้วยไหมဒါကြတော့ကျွန်တော်တို့ဒီစောင့်နေတဲ့ပေါ့နော်โอเคအဲ့ဆိုရင်တော့ဒီလောက်ပါပဲကျွန်တော်နည်းနည်းထမင်းစားလိုက်ရစားရလို့ရှိရင်လည်းအချိန်ရတယ်ဆိုရင်တော့နောက်တစ်ခါပြန်ပြီးလုပ်ပြပါမယ်တွေ့ပြီပဲเนาะအားလုံးကျေးဇူးပါတယ်ဘိုင်ကိုစိုးမရဟောမှာလားဟောကြောက်နေဟောမှာရောက်လာတဲ့ဒီနေ့နဲ့ဟုတ်လားဘုရားကျွန်တော်ခုနကဒီကြီးနဲ့စကားမတည့်ရတယ်ဟုတ်ကဲ့သူကပါပြောရဲဆိုတော့ဒီမှာကျွန်တော်ပါလို့လဲဟိုအတက်ဟာပြောကြောက်တဲ့လူလာရှာတဲ့အမျိုးကလာတယ်ဟုတ်အဲ့ချိန်ကျတော့အမျိုးကြီးမဟုတ်တဲ့လူရှိတယ်အဲ့ဒါကိုဘယ်လိုလုပ်ပေးနိုင်မလဲဆိုတော့ဒီပြန်ပြီးစစ်တဲ့ဆရာဦးအခုလုပ်ပေးမှာပေါ့ဟုတ်ကဲ့မြန်မာနိုင်ငံအမျိုးဖြစ်ပေါ့ပြအမေကတယောက်ရဲ့သပင်ဖြစ်အသားဖြစ်ပေါ့ဟုတ်ကဲ့အဲ့ဒါယူပြီးတော့ပို့လာပြီးလို့ရလို့ရှိရင်တော့လုပ်ပေးမှာဒီတိုင်တော့တယောက်ရဲ့ဝင်လာစိန်တိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကိုသူပတ်စံနေမှာတိုင်ဝမ်တယောက်လာပြီးလာတိုင်ဝမ်လူလာအောင်လို့သူပတ်စံနေမယ်ကျွန်တော်တောင်းလိုက်တာလည်းအဲ့ဒါဟုတ်ကဲ့ဒီကကျွန်တော်တို့တခြားအဖွဲ့တွေနဲ့အဖွဲ့ကြီးတွေမပြောနိုင်ဟုတ်ကဲ့ဒီမှာခံစားနေတဲ့လူတွေနဲ့မပြောနိုင်ဟုတ်ကဲ့အဲ့ဒါလို့ရှိရင်ပို့ရအဆင်ပြေသွားမယ်ဟုတ်တယ်ဒီမှာခံစားနေရတွေကအများစုကကျတော့မဟုတ်ဘဲနဲ့သူတို့မလာဘူးမှန်တယ်ဒီမှာမဆောင်နေဘူးသူတို့သက်ဆိုင်မှုတစ်ခုရှိတော့လာပြီးတော့ဖြစ်ကြတာလေအဲ့ဒါကြောင့်ကျွန်တော်ခုနကတော့ကျွန်တော်မေးလိုက်ပါတယ်ဘာလူဒီလဲလို့ဆိုတော့အခုကျွန်တော်ပြောလိုက်တဲ့အစီအစဉ်ကတော့ကောင်းပါတယ်ဟုတ်ကျွန်တော်အဲ့တိုင်းပဲကျွန်တော်ပြလိုက်တယ်ဟုတ်ဘုန်းနောက်ထပ်ဘာလူဒီလဲပေါ့ဟုတ်လူတဲ့ဟာရှိပြောကျွန်တော်ခါလေးပြောပြမယ်ဟုတ်ပါရခဏပြောလို့ပေါ့တူပြီးတော့ပြင်ဆင်တာပေါ့အမှတရားရေးဆိုလဲတရားရေးတခါလဲစစ်တာလိုက်ပြီးတော့ပြန်လာလို့ရှိရင်ဒီဖေးဆရာဝင်နဲ့ပြောကြည့်မှာပေါ့ဒီဆရာဝင်ကဘာလိုအပ်လဲပေါ့လိုအပ်တဲ့ဟာတခုခုလာပြနိုင်ဒီပေးထုတ်မယ်ဟုတ်ကဲ့အဲ့ဒါလေးဟုတ်ဒါ update ဖြစ်တာဟုတ်ကဲ့ဟုတ်
ဟုတ်အဲ့ဆိုဒီမှာကျွန်တော်တို့ဒီနောက်ထပ်ဒီ update တင်ပေါ့နော်ခဏလူကြီးကနေပြီးတော့ဘာတွေလိုအပ်လဲမေးသွားတယ်ပေါ့နော်မေးသွားတဲ့ခါမှာအဓိကလိုအပ်တာကျတော့ဒီတက်ဆိုင်လူတွေပေါ့နော်အထဲမှာရှိတဲ့လူတွေကသူတို့ရဲ့အမျိုးတော်မတော်ကျွန်တော်တို့က DNA ပေါ့နော်စစ်ဖို့လို့တခါလေးစစ်ထားဖို့လိုတယ်ပေါ့အဲ့ဒါဆိုရင်တော့သူတို့ဒီရော်ကြီးတွေဘာတွေကိုတခါလေးအမြင်မြန်ဆန်နဲ့လုပ်ပေးသွားမယ်ဒီရကတော့ဒီမှာတင်ဝကနေပြီးတော့ဆက်သွယ်ဖို့ပေါ့နော်သူကနေပြီးတော့ဆက်သွယ်ခိုင်းဖို့တဆင့်ပြောရပေးတယ်ပေါ့အဲအကြောင်းမြန်မာတိုင်ဝမ်ကနေလည်းလာပြီးတော့ကွင်းစင်းပြီးတော့ပေါ့နော်လူကွယ်လာပြီးတော့ဆက်သွယ်စီချင်ပါတယ်အဲအကြောင်းဟိုဒီဆက်ရှိတဲ့လူတွေချက်တော့ပြောပြပါမြန်မာတိုင်ဝမ်ဒီလက်ရှိပေါ့လိုအပ်တယ်ပေါ့နော်လာဖို့အတွက်လိုအပ်တယ်အဲ့ဒါမှလည်းသူတို့ကဒီကိစ္စရက်တွေကိုမြန်မြန်နဲ့ဆောင်ရွက်နိုင်မှာဖြစ်တယ်ပေါ့နော်အဲအကြောင်းလည်းကျွန်တော်ဒီနေ့အနောက်မှာရှိတဲ့ဒီသူတို့ရဲ့အထဲမှာရှိနေတဲ့သူရဲ့ပိတ်မိနေတဲ့သူရဲ့မျိုးတော့ကျွန်တော်ထပ်ပြီးတော့မမေးတော့ဘူးဘာလို့လက်ရှိကကျွန်တော်တို့စစ်စင်ရဲနေတဲ့အချိန်မှာကိုကသွားပြီးတော့မေးပြန်သူတို့ရဲ့စိတ်ကိုပို့ပြီးတော့ဟိုဝမ်းနေစီတယ်ပေါ့နော်အဲကြောင့်ကျွန်တော်လည်းထပ်ပြီးတော့ကျွန်တော်မမေးတော့ဘူးလက်ရှိချိန်နေရကြတော့သူတို့ဒီတက်ဆိုင်ရပေါ့သူတို့စောင့်နေရတကယ်လို့ကိုကဆုံးရှုံးနေတာလေဆိုရင်တော့အဲ့ဒီနဲ့ဆက်သွယ်ရကြတော့ကျွန်တော် DNA စစ်ထားဖို့လိုရပေါ့နော်ဒီမျိုးတွေကစစ်ထားလို့ရှိရင်တော့သူတို့ဘက်နဲ့ကိုင်းညီတယ်ဆိုရင်တော့တီဆုံးနေတဲ့ကိုင်းညီတယ်ဆိုရင်တော့ကျွန်တော်တို့တခါတည်းဒီရော်ဒီကိစ္စတွေဘာတွေကိုအမြန်ဆုံးဆောင်ရွက်နိုင်အောင်ဖြစ်ပါတယ်ဟိုအားလုံးကတော့ဒီနေ့အချိန်တွေကိုအားလုံးဟိုဒီအိမ်မှာနေနေပေါ့နော်ကျွန်တော်ကိုယ်တိုင်လာပြီးတော့ဟိုလူကိုယ်တိုင်လာကြမလို့အောင်ကျွန်တော်ကနေပြီးတော့တရားလွှင့်မိတာဖြစ်ပါတယ်အားလုံးလည်းအချိန်လက်ရှိအချိန်တွေကိုသိမယ်လို့ထင်ပါတယ်ဒါပေမဲ့အားလုံးကပေါ့ကြတော့ပေါ့နော်တကယ်ကဲဆယ်ကူညီကဲဆယ်ရေးတွေတကယ်ဒီလက်ရှိဖြစ်နေတဲ့အကူအညီပေးတဲ့ဟာတွေအကုန်လုံးအရန်ကိုကောင်းတယ်ပေါ့နော်အရန်ကိုဒီဝန်ကြီးချုပ်ကိုယ်တိုင်2ရက်3ရက်ရှိပြီပေါ့2ရက်ရှိပြီစိုက်လာတယ်ပေါ့နော်ဝန်ကြီးချုပ်ကိုယ်တိုင်လာပြီးတော့ကွင်းစင်းပြီးတော့ဟိုဒီစစ်သားတွေအများကြီးနဲ့ကိုကျွန်တော်ကတတုပ်ပြီးတတုပ်ပေါ့နော်24နိုင်ကိုကျွန်တော်တို့တက်ကြွနဲ့ကဲဆယ်နေတာသူရတော့ကြောင်းနေတဲ့ဝမ်းသာတယ်ပေါ့နော်အဲကြောင့်လည်းနေနာလူတွေလည်းကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ဖွဲ့ရနေပြီးတော့ကူညီဆောင်ပြတော့ရှိပါတယ်โอเคအနေစကားပြောပါလက်ရှိမင်းမြန်တဲ့အချိန်ကိုလာဘလို့ချင်းရှိလဲလက်ရှိမင်းမြန်တဲ့အချိန်မင်းမြန်တဲ့အချိန်ကတော့သူတို့တွေအထဲမှာပေါ်ထုတ်နေတော့မယ်ပေါ့နော်ပေါ်ထုတ်နေတော့မယ်ရှာနေဖွေနေတယ်အပေါ်ကလည်းရှင်းလင်းထုတ်နေတယ်ရှင်းနေတယ်ပေါ့နော်အထက်တွေကလူတွေထုတ်ပြီးတော့အပေါ်ကလည်းရှင်းတယ်လို့ရှင်အောက်ကလည်းအဲ့လိုမျိုးပေါ့ကျွမ်းကျင်ပညာရှင်တွေထဲဝင်တဲ့ဖွဲ့လည်းရှိတယ်ပြန်တော့မထွက်လာသေးဘူးပြန်ထွက်လာရင်တော့သိရမှာပေါ့နော်လူဦးရေဘယ်လောက်အထက်မှာဘယ်လောက်ပြန်ထွက်လာမလဲပေါ့လူအရှင်လားဒါမှမဟုတ်အလောင်းလားပေါ့နော်အဲ့လိုမျိုးရှိတယ်ဟုတ်လောဆယ်ကတော့သူတို့ကတော့နေ့ရောညရောလုံတယ်ညဘက်တော့ကိုအားဆိုင်ဖိပြီးတော့လုံတယ်လို့ပြောနိုင်ကြတယ်ပေါ့နော်ဟုတ်ကဲ့ပါโอเคပါတော့လက်ရှိအချိန်နေပေါ့နော်လက်ရှိအချိန်ကိုကျွန်တော်ဒီလောက်ထိသိရပြီဆိုတော့ကျွန်တော်တို့လည်းအားလုံးလည်းကျင်းနေမယ်ထင်ပါတယ်ကျွန်တော်တို့တက်နိုင်ပါနေပြီးတော့ဒီစကားပြန်လိုအပ်လာလို့ရှိရင်တော့ကျွန်တော်ဖွဲ့တက်ကြွစာနေပေါ့နော်လာပြီးတော့ကျွန်တော်ကူဆောင်ပြပါတယ်တကယ်လို့လိုအပ်လို့ရှိရင်တော့ဒီနောက်ဆက်တွဲပေါ့ကျွန်တော်လိုအပ်လို့ရှိရင်တော့ကျွန်တော်တို့ကထပ်ပြီးတော့ဟောပေါ့ဒီကူညီရေးပိုင်းတွေမှာပေါ့နော်ကျွန်တော်တက်နိုင်လောက်ကူညီတော့ရှိပါတယ်အားလုံးတလောက်ပါပဲအားလုံးအဲ့တော့ဖွဲ့ရတော့ပြီးတော့ပေါ့နော်ကျွန်တော်တို့ကွင်းစီဆောင်နေတာဖြစ်ပါတယ်โอเคအားလုံးပဲပိုင်ပါတလောက်ပါပဲ